အလုံးလုံးတဲ့အခါမှာတည်တည်တတ်တတ်လှုပ်ဖို့လိုတယ်ကိုလှုပ်သည့်အလုပ်ကပြဿနာတွေခဏခဏတက်တာမျိုးမဖြစ်စေရဘူးလို့ဆိုလို့တချို့ကအလုပ်ကိုမတည်မတတ်လှုပ်သည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေဖြစ်တယ်ကြိုးစားအားထုတ်မှုရောနေသည့်အတွက်ကြောင့်ပြဿနာတက်လာတာမျိုးတွေရှိတယ်ဆိုပါစို့တခုခုလှုပ်တယ်ဆိုလို့ရှိရင်စိတ်ဆက်ဆက်လှုပ်ဖို့လိုအပ်တယ်ပေါ့ဘာလေးပဲလှုပ်လို့ဥပမာမိပိတ်ထာကအစပြီးစိတ်ဆက်ဆက်ပေါ့နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့အိမ်မှာတကားပိတ်ထာကအစအကုန်လုံးစိတ်ဆက်ဆက်လှုပ်လို့ရှိရင်ဘာမှပြဿနာမဖြစ်နိုင်ဘူးတချို့ကအဲ့ဒီအမှတ်တမဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကနေအမှတ်တမဲ့ကနေပြီးတော့ပြဿနာကြီးတက်လာတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားအနာကုလကမ္မန္တာကိုလှုပ်တဲ့အလုပ်ဟာစိတ်ဆက်သိချတဲ့အလုပ်မျိုးလုပ်ပါလို့ဆရာသမားအားလုံးညာတကာမိတ်ဆွေအားလုံး